အမေဖြစ်သူကအဖိုးကိုအိမ်ပြန်ခေါ်လာခဲ့တဲ့ကောင်လေးကလှမ်းကင်လိုက်ပေမဲ့အဖိုးကဘာမှတုံ့ပြန်မှုမရှိဘူးအဲ့ဒီအချိန်မှာပဲကောင်လေးဟာသူ့ရှိကလူကြီးဟာသူမှတ်မိနေတဲ့အဖိုးမဟုတ်တော့ဘူးဆိုတာသိလိုက်ရတယ်တနေ့ကုန်အဖိုးကစိတ်ဝိညာဉ်တွေလွတ်ထွက်သွားသလိုပဲတိတ်ဆိတ်နေခဲ့တယ်ကောင်လေးကကာတွန်းကကြည့်ကျင်တဲ့အခါမှာလဲအမေကဒါဟာအဖိုးအတွက်ဆိုပြီးသတင်းချန်နယ်ကိုတိုးတိုးလေးပြောင်းလိုက်တယ်ညဘက်မှာတော့အဖိုးရဲ့မှတ်ဉာဏ်တွေကိုပြန်ရနိုးနိုးနဲ့ဓာတ်ပုံဟောင်းတွေကိုတပုံချင်းထုတ်ပြခဲ့ပေမဲ့အဖိုးကတော့ဘာမှမမှတ်မိပဲခေါင်းမဲခါနေခဲ့တဲ့တရက်မှာတော့ကောင်လေးဟာအဖိုးရဲ့ကလေးဘဝဓာတ်ပုံတစ်ပုံကိုတွေ့သွားခဲ့တယ်သူအဲ့ဒီပုံကိုခဏလောက်ကြည့်ပြီးစိတ်ကူးတစ်ခုရသွားတယ်ပြီးတော့ဓာတ်ပုံတွေကအတိုင်းအသေးစိတ်တိတိကျကျလိုက်ဆွဲခဲ့တယ်နာရီတော့ကြာတဲ့အခါအဖိုးကအဲ့ဒီပုံဆွဲချက်လေးကိုမတော်တဆတွေ့သွားခဲ့တယ်အဲ့ဒီရိုးရှင်းတဲ့ပုံဆွဲချက်လေးဟာအဖိုးရဲ့နှက်ဆိုင်တဲ့မှတ်ဉာဏ်တွေကိုနိုးကျလာစေခဲ့တယ်ကင်မရာခလုတ်ကိုသူပထမဆုံးနှိပ်ခဲ့ဘူးတဲ့အချိန်ကိုသူပြန်မှတ်မိသွားတယ်နောက်တစ်နေ့မှာတော့ကောင်လေးကနောက်ထပ်ပုံတစ်ပုံထပ်ဆွဲပြန်တယ်အဖိုးကအဲ့ဒီပုံကိုမြင်တဲ့အခါတိတ်တိတ်လေးကင်ထားခဲ့တယ်တငယ်ချင်းဟောင်းတွေနဲ့စော့ကစားခဲ့တဲ့မှတ်ဉာဏ်တွေဟာပြန်လဲစည်းဝင်လာခဲ့တယ်အဲ့ဒီနောက်ကောင်လေးကအဖိုးနဲ့အဖွားပုံကိုဆွဲခဲ့တယ်အဲ့ဒီပုံကိုကြည့်ပြီးအဖိုးဟာကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးတဲ့နဲ့ပထမဆုံးဒိတ်လုပ်ခဲ့တာကိုသတိရပြီးပထမဆုံးအကြိမ်အဖြစ်ပြုံးလိုက်မိတယ်အဲ့ဒီနေ့ကစပြီးကောင်လေးဟာအဖိုးရဲ့မှတ်ဉာဏ်တွေကိုတဆစီပြန်ရအောင်ကူညီပေးခဲ့တယ်တရက်မှာတော့အဖိုးကအိမ်ပြင်ထွက်ဖို့စူးစမ်းခဲ့တယ်အမေဖြစ်သူကတားဖို့ပြေးလာချိန်မှာကောင်လေးကသူ့ရဲ့ပုံဆွဲစာအုပ်လေးကိုယူလာပြီးအဖိုးလက်ထဲထည့်ပေးလိုက်တယ်အဖိုးကစာအုပ်ကိုတရွက်ချင်းလှန်ကြည့်ရင်နောက်ဆုံးစာမျက်နှာကိုရောက်သွားတယ်အဲ့ဒီမှာငိုနေတဲ့မွေးကင်းစကလေးပုံလေးရှိနေတယ်အဲ့ဒါဟာအဖိုးရဲ့သမီးလေးမွေးဖွားစဉ်ကပုံပဲအဖိုးရဲ့မှတ်ဉာဏ်တကားတွေပွင့်သွားခဲ့တယ်ဘေးနားကသမီးဖြစ်သူကိုကြည့်ပြီးနောက်ဆုံးမှာတော့သူမှတ်မိသွားခဲ့ပြီးအဖိုးကသမီးရဲ့လက်ကိုညင်သာစွာဆုပ်ကင်လိုက်တဲ့ပုံဆွဲချက်လေးတစ်ခုလေးနဲ့တင်နှလုံးသားနှစ်ခုကိုပြန်လဲဆက်သွယ်ပေးဖို့လုံလောက်ခဲ့တဲ့ကောင်လေးကတော့